လူပေါင်း9,000ကျော်ကိုတတ်ပြီးတော့မြေမြုပ်ထားတယ်ဆိုတဲ့ဒဏ္ဍာရီနှစ်ပေါင်း2,000ကြာတဲ့အထိဘယ်သူမှမဖွင့်ရဲသေးတဲ့တင်မင်းတမန်ကိုဗိမန်ကြီးဒါဟာတရုတ်ပြည်ရဲ့ပထမဆုံးဧကရာချင်းရှီဟွမ်ရဲ့ကိုသိန်းချိုင်းနဲ့သူ့ရဲ့ဒီအုပ်ကူမှာတကယ်ပဲကျင်းစာတွေရှိနေခဲ့တာလားဒါမှမဟုတ်ရင်ကြောက်စရာကောင်းတဲ့သိပ္ပံနေကြထောင်ချောက်တွေဆင်ထားတာလားတရုတ်ပြည်ရဲ့ပထမဆုံးဧကရာဖြစ်တဲ့ချင်းရှီဟွမ်ရဲ့ကိုသိန်းချိုင်းနဲ့မြေဈေးစစ်တီတော်တွေရဲ့လူပြောများနေတဲ့ကျင်းစာတွေနဲ့ကြောက်စရာကောင်းတဲ့ထောင်ချောက်တွေရဲ့အကြောင်းကိုအချက်လက်တချို့နဲ့ရှင်းပြသွားပါမယ်1984ခုနှစ်မတ်လ19ရက်နေ့မှာတရုတ်နိုင်ငံရှီအန်မြို့အနီးကရွာကလေးတစ်ခုမှာဖြစ်ပွားခဲ့တာပါအဲ့ဒီအချိန်တုန်းကတရုတ်ပြည်မှာမိုးခေါင်ရေရှားမှုအကြီးအကျယ်ဖြစ်နေတာအတွက်ကြောင့်မို့လို့လယ်သမား9ဦးသူတို့တွေကရေရဖို့အတွက်သူတို့ရဲ့လယ်ကွင်းထဲမှာရေရင်းတွေတူဖို့သူတို့ကဆုံးဖြတ်ခဲ့တယ်ဒီလိုနဲ့တူးလာခဲ့လိုက်တာမြေအောက်9မီတာ15ပေခန့်ကိုရောက်တဲ့အချိန်မှာတော့သူတို့ရဲ့ပေါက်ပြားမှာကြောတဲ့အရာတစ်ခုကိုသွားတိုက်မိတယ်။အစပိုင်းမှာတော့ဒါဟာရှေးဟောင်းဦးချမ်းပဲ့တွေလို့ပဲသူတို့ကထင်ခဲ့တာပါ။သူတို့ဆက်တူးလိုက်တဲ့အချိန်မှာလူဦးကောင်းပုံသဏ္ဍာန်ရုပ်ထုတစ်ခုထွက်လာပါတယ်။လယ်သမားတွေဟာအရန်ကိုလန့်သွားပြီးတော့ဒါဟာမြေအောက်ကဖျားရုပ်ထုဒါမှမဟုတ်မြေဆောင်နန်းလို့ထင်ပြီးကြောက်ခဲ့ကြပါတယ်။တချို့ကလည်းဒါဟာမကောင်းဆိုးရတွေလို့ယူဆပြီးကြောက်လန့်ခဲ့ကြပါတယ်။သူတို့ဟာရုပ်ထုခေါင်းနေမကပဲနဲ့ကြေးနဲ့လှုပ်ထားတဲ့မြားကောင်းတွေပေါ့နော်အဲ့ဒီကြေးမြားကောင်းတွေနဲ့တခြားအုပ်ချက်တွေကိုပါတွေ့ကြရပါတယ်အဲ့ဒီအချိန်တော့လယ်သမားတွေကဒါဘလောက်တောင်တန်ဖိုးရှိလဲဆိုတာကိုသူတို့မသိကြဘူးသူတို့တွေ့တဲ့ကြေးမြားကောင်းတွေကိုအဟောင်းဆိုင်မှာသွားရောက်နေပြီးတော့သူတို့အစားအသောက်တွေလည်းဝယ်စားကြတယ်ရုပ်ထုရဲ့အပိုင်းစာတွေကိုတော့အိမ်ထဲကအမှိုက်ပုံထဲမှာပဲပစ်ထားခဲ့ကြပါတယ်ဒါကိုဒေသခံအာဏာပိုင်တို့ကဒီသတင်းကိုကြားသွားပြီးတဲ့နောက်မှာရှေးဟောင်းသုတေသနပညာရှင်တွေကိုဒီအကြောင်းတွေကိုလမ်းပြီးတော့အကြောင်းကြားခဲ့ပါတယ်။ဒီလိုနဲ့ပဲရှေးဟောင်းသုတေသနပညာရှင်တွေရောက်လာခဲ့တယ်။တူးဖော်စစ်ဆေးတဲ့အခါမှာဒါဟာတာမန်ရုပ်ထုတွေမဟုတ်ဘဲနဲ့နှစ်ပေါင်း2000ကျော်ကပျောက်ဆုံးနေတဲ့ချင်းရှီဟွမ်ဧကရာရဲ့စစ်တပ်ကြီးဖြစ်နေတာကိုအားသင့်ပွဲတွေ့ရှိခဲ့ရတာပဲဖြစ်ပါတယ်။ဒီစစ်တပ်ဟာတာမန်အယုတ်တွေမဟုတ်ဘဲနဲ့ဧကရာကွယ်လွန်ပြီးတဲ့နောက်တမလွန်ဘဝမှာသူ့ကိုကာကွယ်ဖို့နဲ့တခြားကဘာကိုပါသိမ်းပိုက်ဖို့ရည်ရွယ်ပြီးတော့တိစောက်ခဲ့တာပဲဖြစ်ပါတယ်။ဒီဧကရာဘုရင်ကြီးမှာကနာမည်အဆင့်ဆင့်ရှိပါတယ်။သူ့ရဲ့မူရင်းနာမည်ကရင်ကျန့်ဖြစ်တယ်။သူဟာချင်းပြည်နယ်ရဲ့မင်းသားတစ်ပါးအနေနဲ့မွေးဖွားလာတာပါ။တရုတ်ပြည်နယ်အားလုံးကိုသိမ်းပိုက်ပြီးတဲ့အခါမှာတော့သူဟာဘုရင်ဆိုတဲ့ဘွဲထက်ပိုပြီးမြင့်တဲ့ဘွဲတစ်ခုကိုလိုချင်ခဲ့တယ်။ဒီလိုနဲ့ပဲသူကချင်းရှီဟွမ်ဆိုတဲ့နာမည်ကိုသူပေးခဲ့တယ်။သူကအဓိပ္ပာယ်ကတော့ချင်းပြည်နယ်ရဲ့ပထမဦးဆုံးသောမြင့်မြတ်တဲ့ဧကရာလို့အဓိပ္ပာယ်ရတာပါ။ဘုရင်တွေထဲမှာသူကဧကရာဆိုတဲ့စကားလုံးကိုစတင်ပြီးတော့သုံးနှုန်းခဲ့တဲ့သူလည်းဖြစ်ပါတယ်။သူ့ရဲ့အကြီးမားဆုံးသောအောင်မြင်မှုကတော့အချင်းချင်းတိုက်နေကြတဲ့ပြည်နယ်9ခုကိုအနိုင်တိုက်ပြီးတော့တရုတ်အမ်ပါရာဆိုတာကိုစပြီးတည်ထောင်ခဲ့နိုင်တာပါပဲ။ပြည်နယ်တစ်ခုနဲ့တစ်ခုမတူညီတဲ့စာရေးသားတွေငွေကြေးစနစ်တွေအလေးတင်းတောင်းတဲ့အတိုင်းအတာတွေကိုတနိုင်ငံလုံးတစ်မျိုးတည်းဖြစ်အောင်ပြောင်းလဲနိုင်ခဲ့တဲ့သူပါ။ဒါဟာတရုတ်နိုင်ငံတိုးတက်ဖို့အတွက်အခြေခံအုတ်မြစ်တစ်ခုလည်းဖြစ်ပါတယ်။ပြီးတော့မြောက်ဖက်ကရန်သူတွေကိုကာကွယ်ဖို့အတွက်အရင်ရှိနေတဲ့တတိုင်းအဟောင်းတွေကိုဆက်ပြီးတော့မဟာတတိုင်းကြီးကိုစတင်တည်ဆောက်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။သူဟာအာဏာကိုပြင်းပြင်းထန်ထန်သုံးစွဲသူလို့ထင်ရှားခဲ့ပါတယ်။သူ့ရဲ့အုပ်ချုပ်မှုကိုဝေဖန်နိုင်တဲ့သမိုင်းစာအုပ်တွေအတွေးခေါ်စာအုပ်တွေကိုမိရှို့ဖျက်ဆီးခဲ့ပြီးတော့သူ့ကိုဆန့်ကျင်တဲ့ပညာရှိပေါင်း460ကျော်ကိုအရှင်လက်လက်မြေမြုပ်တက်ခဲ့တယ်လို့လည်းဆိုကြပါတယ်။သူကဥပဒေဝါဒကိုကျင့်သုံးပြီးတော့အမှားယွင်းတစ်ခုလုပ်တာနဲ့ပြင်းထန်တဲ့ပြည်ဒဏ်တွေဥပမာနှာခေါင်းတွေကိုဖျက်ပလိုက်တာတို့ခြေထောက်တွေကိုဖျက်ပလိုက်တာတို့အဲ့လိုပြည်ဒဏ်မျိုးတွေသူကပေးလိရှိတယ်။ပြီးတော့ဒီဧကရာဟာတရားမှောင်ရမ်းကြောက်တယ်။သူကထာဝရအသက်ရှင်စေမဲ့မသေးစေးဆိုတာကိုရှာဖွေဖို့အတွက်ပညာရှိတွေကိုကဘာအနှံ့ကိုသူကဆေလွတ်ခဲ့တဲ့သူဖြစ်ပါတယ်။အဲ့ဒီခေတ်ကတရားဟာအသက်ရှည်စေတယ်လို့မှားယွင်းစွာနဲ့ယုံကြည်နေကြတဲ့အချိန်မှာသူဟာပြထလုံးလေးတွေကိုနေ့စဉ်မြှဝဲခဲ့ရတာနေပြီးတော့နောက်ဆုံးမှာတရားစိတ်တင်ပြီးတော့အသက်49နှစ်ကလေးအရွယ်လေးနဲ့ပဲကွယ်လွန်ခဲ့ရတာဖြစ်ပါတယ်။သူကမသေးစေးကိုရှာလို့မရရင်တော့မှတည်ပြီးတဲ့နောက်မှာဧကရာဖြစ်ဆက်လက်အုပ်ချုပ်ဖို့အကြီးအကျယ်ပြင်ဆင်ခဲ့ပါတယ်။သူကနန်းတက်တဲ့အချိန်မှာသူ့အသက်က73နှစ်ပဲရှိသေးတယ်။သူကအဲ့ဒီအရွယ်ကလေးကသူတည်ရင်ထားဖို့ဆိုတဲ့သူ့ရဲ့ဂူဗိမာန်ကိုစတင်ပြီးတော့ကြိုတင်တည်ဆောက်ခဲ့ပါတယ်။အဲ့ဒီဂူဗိမာန်ထဲမှာသူ့ကိုကာကွယ်ဖို့မြေဈေးစစ်တီတော့8000ကျော်နန်းတွင်းသူနန်းတွင်းသားတွေမြင်းတွေနဲ့ရတနာအမြောက်အများကိုထည့်သွင်းခဲ့တယ်။ချင်းရှီဟွမ်ဟာအ
ကွဲအပြားပြားဖြစ်နေတဲ့ပြည်နယ်တွေကိုပထမဆုံးအကြိမ်တစ်ခုတည်းသော Emperor အဖြစ်စုစည်းနိုင်ခဲ့တဲ့သူပါပြီးတော့ဒီစစ်တပ်ကြီးဟာအဲ့ဒီအချိန်တုန်းကတရုတ်ပြည်ရဲ့အင်အားအကြီးဆုံးစစ်တပ်ကိုပုံတူကူးပြီးတော့မြေဈေးတွေနဲ့ပြုလုပ်ထားတာဖြစ်တဲ့အတွက်တရုတ်နိုင်ငံရဲ့အမျိုးသားရေးဂုဏ်ယူမှုနဲ့စီးလုံးမှုကိုကိုစားပြုနေတဲ့အကြီးဆုံးသမိုင်းသက်သေပါပဲဒီစစ်တပ်ကြီးရဲ့အဓိကလုံးဆောင်ချက်ကရန်သူနဲ့လက်တိတ်မကွာတဲ့အချိန်မှာပဲရန်သူတပ်ရင်ကိုပြိုကွဲအောင်လုပ်တာပါဒီစစ်တပ်ရဲ့အရှိဆုံးမှာဒီမြေဈေးစစ်တပ်ကြီးအရှိဆုံးမှာဒူးလေးကင်နေတဲ့တပ်သားတွေကိုတွေ့ရတယ်သူတို့ကရန်သူကိုဂိုက်100ကျော်အကွာအနေကိုပစ်ခတ်နိုင်ပါတယ်သူတို့ကတယောက်ကပြစ်တယောက်ကကြီးသွင်းဆိုတဲ့စနစ်နဲ့ပြစ်ခတ်ခဲ့ကြတာပါပြီးတော့မြားမိုးတွေကတိမ်တိုက်တွေလို့အဆက်မပြတ်ကျလာတဲ့အတွက်ကြောင့်မို့လို့ရန်သူတပ်ကိုအနီးကပ်နိုင်အောင်လို့ဟန်တားနိုင်ခဲ့ပါတယ်ဒီစစ်တပ်ထဲမှာတပ်သားစစ်ရထက်လုံးတွေလည်းအများအများတွေ့ရတယ်အဲ့ဒါတွေကတော့အဓိကထိုးစစ်ပါပဲမြင်းလေးကောင်ဆွဲတဲ့ဒီရထက်လုံးတွေဟာရန်သူတပ်ရဲ့အလဲဘကိုအရှိန်နဲ့ဝင်ပြီးတော့တက်ပြတ်အောင်လုပ်ပါတယ်ရထားတစ်စီးပေါ်မှာလူ3ယောက်ပါမယ်တစ်ယောက်ကမြင်းမောင်းနဲ့တစ်ယောက်ကလှန့်အရှိကိုကိုင်းနဲ့နဘေးရရန်သူကိုတိုက်ဖို့ပါနောက်တစ်ယောက်ကတော့လေးတီတော့အဝေးကိုပစ်ဖို့ဖြစ်ပါတယ်ဒါဟာခေတ်သစ်တင့်ကားတွေရဲ့လှုပ်ဆောင်ချက်နဲ့တံတန်တူပါတယ်ရန်သူတပ်ထဲကိုစစ်ရထားတွေနဲ့ထိုးဖောက်ပြီးတာနဲ့တန်ချက်ကာဝဲစစ်တီတော်တွေကဝင်ရောက်ရှင်းလင်းပါတယ်တရုတ်ပြည်ရဲ့တခြားပြည်နယ်တွေကဓာတ်တိုတွေဓာတ်လက်တွေကိုသုံးနေတဲ့အချိန်မှာချင်းရှီဟွမ်ရဲ့စစ်တပ်က60စင်တီမီတာကျော်ရှည်တဲ့တရှိတွေကိုသုံးခဲ့တယ်။ဒါကြောင့်ရန်သူဓာတ်မမီတဲ့အကွာအဝေးကနေကိုပဲခုတ်ပိုင်းနိုင်တဲ့လှုပ်ဆောင်ချက်တွေသူလုပ်နိုင်ခဲ့ပါတယ်။သူတို့ဝတ်ထားတဲ့ရွှွန့်ပုံတူတန်ချက်ကာတွေကတကယ်လက်တွေ့မှာတရေဒါမှမဟုတ်တတုပြားတွေကိုခွင်းဆက်တွေနဲ့တွဲထားတာပါ။ဒါဟာစစ်သားကိုလှုပ်ရှားရလွယ်ကူစေသလိုကာကွယ်ရေးမှာလည်းအလွန်ခိုင်ခန့်စေပါတယ်။ဒီတော့သူ့ရဲ့လှုပ်ဆောင်ချက်အစဉ်စဉ်ကအဝေးကနေပြီးတော့ဒူးလေးတက်ခွက်ရမြားမိုးတွေရွာပြီးရန်သူကိုကြောက်လန့်အောင်ခြောက်ချအောင်လုပ်တယ်ပြီးတော့အလဲမှာကျတော့စစ်ရထက်လုံးတွေအရှိန်နဲ့ဝင်ပြီးတော့ရန်သူတက်ကိုအစစ်အမှားမှာခွဲပလိုက်တယ်အနီးမှာတော့ဒီတန်ဆက်ကာဝဲစစ်တီတွေကတရှိတွေလှန်ရှိတွေနဲ့ကြန့်ရှိနေတဲ့ရန်သူတွေကိုအပီးပြက်ခုတ်ပိုင်းပြီးတော့ခြေမုံပါတယ်ဒီလိုစနစ်ကြားနာတဲ့စစ်ကြောရေးစစ်စင်ရေးအစင်ကြောင့်ပဲချင်းရှီဟွမ်ဟာတရုတ်ပြည်နဲ့6ခုလုံးသိမ်းပိုက်ပြီးတော့ပထမဆုံး equate ဖြစ်လာခဲ့တာပါဒီလှုပ်ဆောင်ချက်တွေကိုပဲသူတည်ဆုံးတဲ့အခါမှာလည်းသူရဲ့အုပ်ကူထဲမှာထာဝရလှုပ်ဆောင်နေဖို့ဘိုးထူတွေနဲ့ပုံဖော်ခဲ့တာဖြစ်ပါတယ်သူတည်ဆုံးတဲ့အချိန်ဟာ BC 210အချိန်ဖြစ်နေပါပြီသူကတရားမှာကိုအရန်ကြောက်တဲ့အတွက်ကြောင့်ပေါ့နော်ဒီပြုပြင်ပြုလုပ်ရင်လည်းတရားတာဖြစ်တဲ့အတွက်သမိုင်းပညာရှင်တွေကသူတည်ဆုံးရတာဟာထာဝရအသက်ရှင်လို့စိတ်ကြောင့်ပဲသူကတည်ဆုံးသွားခဲ့ရတာလို့သုံးသပ်ကြပါတယ်သူတည်ဆုံးချိန်မှာနန်းတွင်းရရှိကြီးတွေဟာအာနာလူပွဲတွေဖြစ်လာမှာဆိုလို့ဧကရေတည်ဆုံးသွားတာကိုလျှို့ဝှက်ထားခဲ့ပါတယ်သူက Empire ရဲ့အရှိတ်နေခြားဒေတာကိုစစ်ဆေးဖို့ခရီးထွက်ရင်လမ်းခုလက်မှာပဲကွယ်လွန်ခဲ့တာပါဒီတော့သူ့ကိုပြန်တယ်လာခဲ့တဲ့အချိန်မှာလမ်းမှာအလောင်းပုံနှံတွေထွက်လာမှာဆိုပြီးတော့အလောင်းတင်ထားတဲ့ရထားရဲ့အနောက်မှာ9ပုတ်တွေတင်ထားတဲ့ရထားတွေကိုကတ်လိုက်စီပြီးတော့အနံ့ကိုဖုံးခဲ့တယ်လို့ဆိုပါတယ်သူတို့ကဧကရေသက်ရှိထင်ရှားရှိသလိုမျိုးဟန်ဆောင်ပြီးတော့စားတောက်ဖွယ်ရာတွေကိုရထားတဲ့ပုံမှန်ပေးပို့နေခဲ့ပါတယ်ဒီလိုနဲ့ပဲသူ့ရဲ့အလောင်းမျိုးတော်ကိုပြန်တယ်လာပြီးတဲ့နောက်မှာသူငယ်စဉ်ကလေးကကြိုတင်ပြင်ဆင်ထားတဲ့အကြီးကျယ်ဆုံးသောမြေရောက်ကူပိမှန်ကြီးထဲမှာပဲသူ့ကိုမြုပ်နှံခဲ့တယ်ဒီကူပိမှန်ကြီးထဲမှာတော့အခုနောက်လိုက်ရှေ့မှာပြောခဲ့တဲ့မြေစည်းစစ်တီတော်တက်ကြီးကသူ့ကိုထာဝရကာကွယ်ဆောင်ရှောက်နေဖို့စောင့်ကြိုနေခဲ့ပါပြီပြီးတော့ကူပိမှန်တိဆောက်တဲ့အလုပ်သမားတွေဟာဂူရဲထွက်ပေါက်တွေကိုသိနေတဲ့အတွက်ကြောင့်လျှို့ဝှက်ချက်မပေါက်ကြစေဖို့သူတို့အားလုံးကိုဂူထဲမှာပဲအရှင်လက်ပေးလောင်တပ်ပစ်ခဲ့တယ်လို့လည်းဆိုကြပါတယ်ဆိုတော့ဒီမြေအောက်စစ်တပ်ကြီးကိုအဓိကသူက3ခုခွဲပြီးတွေ့တာပေါ့နော်စစ်တီပေါင်းက6000ကျော်ရုပ်ထု6000ကျော်ရှိတယ်ဒါကစစ်တပ်ရဲ့အဓိကတိုက်ခိုက်ရေးစစ်တပ် main force ဖြစ်တယ်ရှေ့တန်းမှာဒူးလေးကိုင်တပ်သားတွေနောက်မှာတန်ချက်ကာဝဲစစ်တီတွေနဲ့စစ်ရထက်လုံးတွေပါတယ်နောက်တစ်ခုကတော့မြင်းစည်းစစ်တီတွေဖြစ်တယ်လေးတီတော်တွေနဲ့အရန်တပ်တွေပါဝင်တဲ့လှင်မြန်တဲ့တိုက်ခိုက်ရေးတပ်ဖွဲ့ရုပ်ထုတွေပါနောက်တစ်ခုကတော့ဗိုလ်ချုပ်တွေနဲ့အရာရှိကြီးတွေစုဝေးနေတဲ့စစ်ဦးစီးချုပ်ရုံးပုံစံမျိုးရုပ်ထုတွေပဲဖြစ်တယ်ဒီစစ်တပ်ကြီးကိုလေ့လာတဲ့အခါမှာပညာရှင်တွေအံ့ဩရတာကတော့တယောက်နဲ့တယောက်ကလုံးဝမတူပါဘူးရုပ်ထုတွေဟာအစစ်ထက်တောင်နဲ့ပိုကြီးတယ်အရက်တွေက9ပေ10လက်မကနေ6ပေ2လက်မလောက်ထိရှိတယ်ယာရုကြီးရဲ့ဗိုလ်ချုပ်ရုပ်ထုတွေကပို့ပြီးတော့အရက်ရှည်နေကြတယ်လို့သိရတယ်ပြီးတော့မျက်ခုံးမွေးတွေနှာခမ်းမွေးတွေသပင်ပုံတွေအစတူးချင်းစီရဲ့ကိုယ်ပိုင်ဟန်တွေပါဝင်တဲ့ဒါအဲ့ဒီခေတ်တုန်းကစစ်သားအစစ်တွေကို model ထားပြီးလုပ်ခဲ့တာလို့လည်းယူဆကြပါတယ်အခုမြင်နေရတာကတော့ဒီရွှေရောင်ဖြစ်ပေမဲ့လည်းမူလတော့ကတော့အနီးအပြားအစိမ်းအဝါစားတဲ့တောက်ပတဲ့အရောင်တွေနဲ့ခြေထားခဲ့တာလို့သိရတယ်သူတို့ကဒီလေးနဲ့ထိတွေ့တဲ့အခါ15စက္ကန့်အတွင်းမှာပဲအရောင်တွေပြည့်သွားခဲ့တာပဲဖြစ်ပါတယ်
ဒီတော့ဒီထဲမှာပဲစစ်တီတော်တွေကင်ဆောင်ထားတဲ့လက်နက်ပေါင်း4000ကျော်ကိုရှာဖွေတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်ဒီလက်နက်တွေဟာနည်းပညာတစ်ခုနဲ့ဖုံးအုပ်ထားတာပေါ့နော်chromium conversion coating လို့ခေါ်တဲ့နည်းပညာပါအဲ့ဒါနဲ့ဖုံးအုပ်ထားတဲ့အတွက်ကြောင့်နှစ်ပေါင်း2000ကျော်ကြာတဲ့အထိတန်ကြီးမတက်ဖဲနဲ့ယခုထက်တိုင်ကိုထက်မြက်နေစေလို့သိရပါတယ်ဒီနည်းပညာကိုဥရောပမှာက1930ဝန်းကျင်မှာစတင်တွေ့ရှိတာဖြစ်လို့တရုတ်တွေဟာအဲ့ဒီပိုးခစ်ကလေးကဒီဓာတုဗေဒပညာမှာဘယ်လောက်တောင်အဆင့်မြင့်လဲဆိုတာကိုဒီလက်နက်တွေကိုကြည့်ခြင်းအပြင်သိနိုင်ပါပြီအရင်ခေတ်တွေတုန်းကဧကရစ်တွေကတည်လို့ရှိရင်သူတို့ရဲ့အလုပ်အကျွေးတွေပြုမဲ့လူတွေကိုအရှင်လက်မြေမြုပ်လေးရှိပေမဲ့သူကတော့နိုင်ငံတော်အင်အားမပြုံးတီးစေဖို့အတွက်လူအစ်အစားမြေစေးရုပ်ထုတွေကိုပဲအစားထိုးသုံးစွဲခဲ့တာလို့သမိုင်းပညာရှင်တချို့ကဆိုပါတယ်ဒီစစ်တပ်ကြီးနဲ့ဂူဘိမှန်ကိုတိစားဖို့အတွက်အကျဉ်းသားနဲ့အလုပ်သမားပေါင်း9သိန်းကျော်ကိုအသုံးပြုခဲ့ရပါတယ်အလုပ်ပြီးသားတဲ့အခါဂူဘိမှန်ရဲ့လှုပ်ဝက်ချက်တွေမပေါက်ကြားစေဖို့ခုနကပြောခဲ့တဲ့အတိုင်းပဲအလုပ်သမားအများစုကိုဂူထဲမှာပဲအရှင်လက်ပိတ်လောင်တပ်ပစ်ခဲ့တယ်လို့မှတ်တမ်းတွေအရသိရပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း2200ကျော်ကနေပညာနဲ့ရုပ်ထုပေါင်း8000ကျော်ကိုတစ်ခုနဲ့တစ်ခုမတူအောင်လုပ်နိုင်ခဲ့တယ်ဆိုတာမယုံကြည်နိုင်စရာဖြစ်နေသေးပါပဲဒါကမ္ဘာပထမဦးဆုံးသောအစိုးလိုက်ပြောင်းလိုက်ထုတ်လုပ်မှုစနစ်တစ်ခုလို့ပြောလို့ရပါတယ်ရုပ်ထုအစိပ်ပိုင်းတွေကိုတိကျစီလုပ်ပြီးမှပြန်ဆက်တာဖြစ်ပေမဲ့မျက်နှာတွေကိုတော့တူးချင်းစီရဲ့ပုံစံအတိုင်းလက်နဲ့ထုတ်လုပ်ခဲ့တာပါစစ်တီတော်တွေရဲ့ဖနက်အောက်ခြေကချုပ်ရိုးတွေကအစမြင်းဆက်ကျိုးတွေအစုံအသေးစိတ်ကိုထွင်းထူထားခဲ့တာပဲဖြစ်ပါတယ်ဒီစစ်တပ်ကိုရှာဖွေတွေ့ရှိမှုဟာ20ရာစုရဲ့အကြီးကျယ်ဆုံးရှာဖွေတွေ့ရှိမှုလို့သတ်မှတ်ခံခဲ့ရပါတယ်ဒီစစ်တပ်ကြောင့်ပဲရှေးခေတ်တရုတ်တွေရဲ့စစ်ဗျူဟာတွေဝတ်စားဆင်ရင်မှုတွေလူနေမှုအဆင့်တန်းတွေနဲ့လက်နက်နည်းပညာတွေကိုစာအုပ်ထဲမှာဖတ်ရုံနဲ့မကဘဲနဲ့မျက်မြင်ကိုယ်တွေ့လေ့လာခွင့်ရခဲ့တာပဲဖြစ်ပါတယ်ဒါဟာသမိုင်းပညာရှင်တွေအတွက်ကတော့ရတနာတိုက်ကြီးပါပဲဒီလောက်ကြီးမာတဲ့ project ကြီးကိုတည်ဆောက်နိုင်မှုအတွက်လူရင်အား9သိန်းကျော်နဲ့ငွေကြေးအမြောက်အများသုံးစွဲနိုင်ခဲ့တာဟာချင်းရှိဟွာရဲ့ဒီကန့်အသတ်မရှိတဲ့အာဏာကိုပြသနေတာပါရှင်ဘရင်တစ်ပါးရဲ့အရှင်သခင်ဘဝနဲ့မဟုတ်ဘဲနဲ့သေမင်းတော်အမိန့်ပေးခြင်းနဲ့သူ့ရဲ့စိတ်ကူးရင်မှုကိုအကောင့်ထဲပေါ်ခဲ့တဲ့သမိုင်းဝင်အထောက်အထားစီဖြစ်ပါတယ်ဒီတော့1988ခုနှစ်မှာ UNESCO ကနေပြီးတော့ဒီစစ်တပ်ရုပ်ထုကြီးကိုကမ္ဘာအမွေအနှစ်စီရင် World Heritage Site အဖြစ်သတ်မှတ်ခဲ့ပါတယ်ဆိုတော့ဒီစစ်တီတော်ရုပ်ထုတွေကိုရှာဖွေတွေ့ရှိမှုဟာကဘာကျော်သွားခဲ့တယ်လို့ဆိုရမှာပါဒါပေမဲ့လည်းရှာဖွေတွေ့ရှိခဲ့တဲ့နေရာကိုရှေးအောင်သုတေသနနယ်မြေအဖြစ်သတ်မှတ်လိုက်တယ်ဒီလိုသတ်မှတ်တဲ့အတွက်ကြောင့်အစိုးရဟာသူတို့ရဲ့စိုက်ပျိုးရေးလုပ်ကိုင်ရာလယ်မြေတွေကိုသိမ်းယူပြီးတော့ပြတိုင်းနဲ့ခရီးသွားလုပ်ငန်းအတွက်အသုံးပြုခဲ့ပါတယ်သူတို့နေထိုင်တဲ့ရွာကလေးကိုပါဖျက်သိမ်းပြီးတော့နေရာရွှေ့ပြောင်းခဲ့တာကြောင့်ဒီလယ်သမားတွေရဲ့မျိုးဆက်လိုက်ပိုင်ဆိုင်ခဲ့တဲ့အိုးအိမ်တွေကပျောက်ဆုံးသွားခဲ့ရပါပြီလယ်သမား9ဦးဒီစစ်တပ်ကြီးကိုရှာဖွေတွေ့ရှိခဲ့တဲ့ရေတွင်းတွင်းနဲ့တွေ့ရှိခဲ့တဲ့လယ်သမား9ဦးပေါ့နော်သူတို့ရဲ့ဘဝနေကုန်းတွေကတော့အဆိုးရခဲ့တယ်လို့ဆိုပါတယ်သူတို့တွေကလူတွေကတချို့တွေကဒီစိတ်ဆင်းရဲမှုတွေယောဂဝေဒနာတွေပြင်းထန်ခံစားခဲ့ရတယ်တဲ့2003ခုနှစ်မှာလည်းစင်ရနဘာစာနဲ့ပဲတချို့တွေကလည်းကိုယ့်ကိုယ်သက်သေပါတယ်မသေးခင်မှာဒီရုပ်ထုကိုငါတို့မတွေ့ခဲ့သင့်ဘူးလို့ညီးတွားခဲ့တယ်လို့သိရတယ်။နောက်ပြီးတော့နောက်ထပ်2ယောက်ပေါ့နော်အဲ့9ယောက်ထဲကနောက်2ယောက်ကလည်းယောဂဝေဒနာတွေကိုခံစားရပြီးတော့စိတ်ကူးသားစိတ်မတက်နိုင်မင်းနဲ့ချို့တက်တဲ့လေးနဲ့ပဲကွယ်လွန်သွားခဲ့ရပါတယ်။သူတို့9ယောက်ထဲကခေါင်းဆောင်ဖြစ်တဲ့သူကတော့သူတို့ထဲမှာကံကောင်းဆုံးလို့ပြောလို့ရပါတယ်။သူဟာဖျားလိုက်မှာဧည့်သည်တွေကိုလက်မှတ်ထိုးပေးရတဲ့အလုပ်နဲ့လစာနည်းနည်းတော့ရခဲ့တယ်။ဒါပေမဲ့သူကိုယ်တိုင်ကလည်းငါတို့ကရေရင်းမဲ့တူးခဲ့တာပါ။ဒါပေမဲ့ဒုက္ခတွေကိုတူးမိခဲ့သလိုပဲလို့ပြောကြပါတယ်။တချို့ကတော့ဒီဟာကိုဒီရုပ်ထုတွေမှာကျင်းစာရှိတယ်လို့ယူဆကြတယ်ဘာဖြစ်လို့လဲဆိုတော့ဒီရှေးရိုးဆွဲယုံကြည်ချက်တွေအရဧကရိရဲ့အနားယူတဲ့နေရာကိုတွားရောက်နှောက်ယှက်မိတဲ့အတွက်ကြောင့်မြေဆောင်တက်တွေကအမျက်ထွက်ပြီးတော့သူတို့ကိုဒုက္ခပေးတာလို့ယူဆကြတယ်လူရှိသူတွေကတချို့ကစိတ်ပညာအရာအဖြေရှာများတဲ့နာရာရှည်ယောဂတွေကိုခံစားခဲ့ရတာကြောင့်ပဲဖြစ်ပါတယ်နိုင်ငံတော်အတွက်ကြီးမားတဲ့ရတနာတိုက်ကြီးကိုရှာဖွေပေးခဲ့ပေမဲ့သူတို့ကိုယ်တိုင်ကတော့အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့ရတဲ့ဖြစ်ပျက်ကဒါတာမန်မဟုတ်ဘဲနဲ့ကျင်းစာတွေကြောင့်လို့သူတို့ကတော့ယူဆကြတယ်ဒီတော့ဧကရိရဲ့အိတ်ဆက်ခြင်းကိုနှောက်ယှက်ခဲ့တဲ့လယ်သမားတွေဟာကန်ဆိုးမုံဖောင်ကြခဲ့ရတယ်လို့ပဲကိတိတိပညာရှင်တွေတော့မှဒီကိုအဆုံးထိတိတိကျကျမပြုတ်ပြင်ရဲသေးမဖွင့်ရဲသေးတာဟာနိပညာကြောင့်ပဲလားဒါမှမဟုတ်ရင်ရှေးအောင်စင်စာတွေကြောင့်လားပေါ့နော်ဒါကတော့စိတ်ဝင်စားစရာကောင်းပါတယ်အဲလိုနိပညာတွေနဲ့ပြည့်စုံလာခဲ့ရင်ရောဒီကူဝိမှန်ကြီးကိုဖွင့်ကြည့်တဲ့နယ်လို့ထင်ပါသလားcomment မှာဝင်ရောက်ဆွေးနွေးပေးခဲ့လို့ရပါတယ်။လာရောက်နားဆင်ပေးကြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။ကောင်းသောညလေးဖြစ်ပါစေ။